မင်္ဂလာပါရှင်ခင်မောင်းနယ်မီဒီယာရဲ့တော်လန်ကဗျာမတ်စုများအစီအစဉ်အတွက်ရွေးချယ်ထားတဲ့ကဗျာလေးကတော့ကဗျာဆရာခိုင်ဝတ်မုံရဲ့စူပကြသူများဆိုတဲ့ကဗျာလေးပဲဖြစ်ပါတယ်ရှင်ဒီကဗျာလေးကိုစာရေးသူကဟင်္ဒရအကျဉ်းထောင်အတွင်းအကျဉ်းကျနေစဉ်မှာဖွဲ့တည်ခဲ့ခြင်းဖြစ်ပါတယ်ရှင်ခန်းစားနားဆင်ကြည့်ကြပါစူကြသူများပန်ပါစီရီစုပန်းထွက်ခွေရင်ကစူခဲ့လေတော့လမ်းထွက်ယူတဲ့ဆိုသူတွေထက်ငါတို့ရဲ့သမိုင်းဟာဘယ်တော့မှမမြိုင်ဘူးရန်ကုန်တွေဝေးသွေးတွေမြေခမြေရီဖြားရတဲ့21ဆိုတဲ့တက္ကရာဟာရာဇဝင်စိုးတွေရဲ့လူမိုက်နှလုံးသားတွေကိုလောင်တိုက်သွင်းခဲ့တယ်မိခင်တွေငိုကြွေးသားတွေရဲ့ဇာပနာကိုဖခင်တွေချရတဲ့အဖြစ်ဟာရင်းနှင့်မွေရာပြယုံຫນွေဦးတော်လိုင်းရဲ့တယုံရက်ဆက်မှုတွေဟောထုတ်ခဲ့အာနာရှင်စနစ်ဆိုလိုင်းတဘိုးအောက်မှာစုံစုံမြုပ်လက်တဆုပ်စာလူရုပ်တွေကြောင့်အနာဂတ်ပျောက်ခဲ့တဲ့လူငယ်တွေလည်းစစ်သွေးစစ်မိတ်စစ်တမ်းနဲ့နရသိမ်းမှာဆန်ခဲ့ရຫນွေဦးဖူးပွင့်လာမဲ့အလားတွေကိုငေးနေတော့မိကိုပုံနဲ့မြေရီချာမင်းနဲ့ရုပ်ဆူခဲ့ရတို့ရစီညာရန်ငွေတွေကြားကຫນွေဦးပန်းမွေတွေဟာဝေစီအာဇာနီတွေဟာဒုမထောက်တတ်တောင်မို့တွဲတိုင်းမှာစက်ကောင်းကိုစီနဲ့ရှေ့သူသာမှန်းရီခုတ်တောင်းတွေမှန်နဲ့ချီလို့အောင်ဝဲစီပြန်ခဲ့ပြီခိုင်ဝတ်မို့21ရက်3လ2020နှစ်ဟင်္ဒရာအကျဉ်းထောင်21နိုင်ချင်း LGBTQ